D-E-R-E, dairy, L-E-N-E, dairy lamb. Dairy lamb မှာ dairy ရဲ့ lane ရဲ့ဆိုပြီးအစိတ်ပိုင်းတစ်ခုရှိတယ်။ dairy lane ကဘယ်ကနေလာလဲဆိုလို့ရှိရင် dairy fatty acid ကနေလာတယ်။ဒါဆိုရင် dairy ကဘယ်ဟာလာလဲ။ dairy ဆိုတာ benzene ကနေလာတာ။ benzene ဆိုတာ carbon 6လုံးရှိတယ်။ C6H6 ဒါ benzene ပဲ။အဲ့တော့ benzene ဆိုတာ carbon 6လုံးဆိုတော့1 2 3 4 5 6လုံးရှိတယ်။ C2C ကျ single bond ရှာလိုက်မယ်။ C2C ကျ single bond ရှာလိုက်မယ်။ဒါဆိုရင် carbon တစ်လုံးချင်းစီတိုင်းမှာတက်စီနှစ်ခုပဲပိုင်ဆိုင်သေးတယ်။ဒီမှာလည်းတက်စီနှစ်ခု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 တက်စီသုံးဒီလိုမျိုးမဖြစ်ရလေအောင် carbon တစ်လုံးချင်းစီကိုတက်စီ3ခုစီပိုင်ဆိုင်အောင်လုပ်လိုက်မယ်။တက်စီနံပါတ်တစ်ခုထဲတစ်ခုကျော်လေးထည့်လိုက်မယ်မနော်။ဒါဆိုလို့ရှိရင်ဒီ carbon ကြည့်မယ်ဆိုရင်လည်းဒီ carbon ကိုကြည့်မယ်ဆိုရင်လည်းတက်စီ3ခုတက်စီ3ခုတက်စီ3ခုဒါဆိုရင် carbon အကုန်လုံးမှာတက်စီ3ခုစီဖြစ်သွားပြီ။ဒါဆိုရင် carbon ဒီတက်စီ4ခုဖြစ်နိုင်တဲ့အတွက်ကြောင့်ဒီမှာ H တစ်လုံးစီလိုက်ထည့်ပါမယ်။ H တစ်လုံးစီလိုက်ထည့်လိုက်မယ်။ဒါဒီ benzene ရဲ့ဖွဲ့စည်းတည်ဆောက်ဖွဲ့စည်းရဲ့ structure formula ပေါ့နော်။ဒီ benzene ကို skeleton structure နဲ့လည်းရေးလို့ရတယ်။ဆိုရင်ပဲ carbon တွေဖြာရေးမယ်ဒီလိုပုံစံလေးလည်းရေးလို့ရပါတယ်။ double bond တစ်ခုကျော်ထက် double bond တစ်ခုကျော်ထက် double bond ဒါဒီ benzene လို့ခေါ်ပါတယ်။ B-E-N-Z-E-N-E benzene benzene နဲ့ကနေ hydrogen တစ်လုံးဖယ်ဘာရမလဲကွယ်ဖိနိုင်ရပါတယ်။ hydrogen တစ်လုံးဖယ်နားလေးမှာဖယ်ထားတဲ့အတွက်ကြောင့်တက်စီလေးတစ်ခုထွက်နေမယ်။ဒါ phenol လို့ခေါ်တယ် PHENYL phenol ပေါ့နော်။တကယ်လို့ဒီ benzene လေးကိုပြန်လေးဆွဲလိုက်မယ်ဒီလိုလေးဆွဲလိုက်မယ်ဆိုရင်ဘယ်လိုပုံစံဆွဲပေါ့နော်အဓိကတောက်လျှောက်တောင်ဖိုင်ပြီးတာပဲ။double bond ဒီလိုလေးလိုက်ဖြည့်လိုက်မယ်။အဲ့ဒီ benzene ကိုနော်ဒီ benzene B-E-N-Z-E-N-E benzene ကိုနော် benzene ကို opposite side လို့ခေါ်ရဲနော် opposite side ဆိုတာဆန့်ကျင်ဘက်မှာပေါ့နော်ဆန့်ကျင်ဘက်မှာ hydrogen ဖယ်လို့ရှိရင် dairy ဆိုတဲ့စကားလုံးလေးနဲ့ dairy ရမယ်ပေါ့နော်ဒီဘက်ဒီမှာ hydrogen လေးဖယ်ပြမယ်ဒီမှာ hydrogen လေးတစ်လုံးဖယ်ထားမယ်ဆိုတော့ပုံလေးထွက်နေမယ်ပေါ့နော်ဒီကောင်ကြတော့ဘာလို့ခေါ်လဲဆိုရင် D-E-R-E dairy လို့နာမည်ပေးတယ်နော်ဟုတ်ပြီ dairy လေးရဲ့dairy လင်းဆိုတော့ polyester အဲဒီ polyester မှာမတူရင်နှစ်ခုရှိတယ်ဒီဘက်မှာလည်းဒီ dairy လင်းရဲ့နော် dairy လင်းရဲ့တစ်ဖက်တစ်ချက်မှာcarboxylic acid လေးထည့်လိုက်မယ်ပေါ့ C double bond O OH ဒီဘက်မှာလည်း opposite ဆန့်ကျင်ဘက်မှာ C double bond O OH လေးထည့်လိုက်မယ်ပေါ့ဒါဆိုရင် carboxylic acid နှလုံးကြတော့ fatty acid လို့ခေါ်တယ်ဒါကြောင့်မို့ဒီအစိတ်အပိုင်းလေးကို dairy လို့ခေါ်မယ်ဒီအစိတ်အပိုင်းလေးကို D-E-R-E dairy carboxylic acid နှလုံးအတွက်ကြတော့ PHADHLIC dairy fatty acid လို့ခေါ်မယ်ဟုတ်လားဟုတ်ပြီဒါကကြတော့ common name ပါနော် CO common name dairy fatty acid ပေါ့ဟုတ်ပြီ IUPAC name ပေးကြည့်မယ်ပေါ့နော် IUPAC name ပေးမယ်ဆိုလို့ရှိရင်carbon number တက်မယ်1 2 3 4 5 6အဲ့တက်ပြီးလို့ရှိရင်အဲ့ဒီ ring ကိုဘာလို့ခေါ်လဲဆိုရင် benzene ring ပေါ့နော် B-E-N-Z-E-N-E benzene ring benzene ring မှာနော် carboxylic acid နှစ်ခုသည်နော် carboxylic acid နှစ်ခုသည် carbon number 1နဲ့4မှာရှိထားဖြစ်တဲ့ကြောင့်1,4 di
carboxylic တိုင်း carboxylic acid ဘန်ဇင်ဒီဂူမာဖို့တိုင်း carboxylic acid လို့လဲခေါ်နိုင်တယ်ဒါက dairy လေးရဲ့ dairy ဆိုတဲ့စိတ်ပိုင်းလေးဒါဆိုရင် dairy လင်းဆိုတာဘယ်ကနေလာလဲ EDHYLENE လင်းဆိုတဲ့စိတ်ပိုင်းလို့ယူတယ် ethylene GLYCOL ဂလိုင်းကောပေါ့နော် E ကနေဆိုနက်တက်စီနော်နက်တက်စီ ethyl ဆိုတော့ carbon ethylene ဆိုတော့ ethylene ဆိုတာဟုတ်ပြီ E ကနေဆိုရစိတ်ပိုင်း ethylene glycol ပေါ့နော် ethylene glycol ဆိုတော့ ethylene glycol ဆိုတော့ဒီနာမည်တော့သိနာမလဲသေးဘူးဟောတော့သိတယ် EDHANE ethane dash 1,2 thiol ဒီကောင်လေးကိုစိတ်ပိုင်းနဲ့ခွဲမယ် E ဆိုတော့ကာဗွန်နှလုံး N ဆိုတော့ single bond ရှာ 1 common 2ဆိုတော့ကာဗွန်နံပါတ်1နဲ့2မှာ thine ဆိုတော့2ခု OL ဆိုတော့ OH group 2ခုရှင်းရမယ်လို့ပြောတာကာဗွန်နှလုံးရှင်းရမယ် single bond ပါရမယ်ကာဗွန်နံပါတ်1နဲ့1 နဲ့2မှာ OH group 2ခုရှင်းထားရမယ်လို့ဆိုလာဒီ formula လေးကိုဒီမှာဒီကောင်ကြတော့ hydrogen နှလုံးလိုရယ် CH2 ဒီကောင်လေးဒီ ethane 1,2 thiol ရဲ့ formula ဖြစ်တယ်နော် ethane 1,2 thiol ရဲ့ formula တနည်းအားဖြင့်ပြောရင် ethylene glycol ပေါ့နော် ethylene glycol ဟုတ်ပြီအဲ့တော့ ethylene glycol ဆိုတော့ ethylene glycol ရဲ့terephthalic acid ရဲ့ပေါင်းမယ်ပေါ့နော် terephthalic acid ဆိုတော့ဘန်ဇင်းလေးရေးမယ် terephthalic acid ဆိုတော့ဒီမှာ double bond လေးထည့်မယ်ဒီမှာ carboxylic acid တစ်လုံးထည့်မယ်ဒီမှာ OH ရှိမယ်ဒီဘက်မှာလည်း C double bond O OH ရှိမယ်အဲ့တော့ဒီ terephthalic acid ကိုဘန်ဇင်းရင်းထည့်ရင်အဆင်မပြေတော့ဒါဆိုရင်ဒီဘန်ဇင်းနေရာမှာ block လို့ခေါ်တယ်အတုံးလေးသုံးလိုက်မယ်ပေါ့နော်တုံးလေးသုံးလိုက်မယ်ဒီဘက်မှာကျတော့ C double bond O OH ရှိမယ်ဒီဘက်မှာကျတော့ C double bond O OH ရှိမယ်ဒါကိုလည်းနာမည်ခေါ်လဲယူရှင်းတော့လုပ်လိုက်မယ် benzene 1,4 တိုင်း carboxylic acid လို့မခေါ်တော့ဒီကောင်လေးကိုနာမည်ယူရှင်းလို့ခေါ်လိုက်မယ်တိုင်း carboxylic acid ဆိုတဲ့ carboxylic acid နှစ်ခုပါတယ်လို့ပြောတာနော်ဒါဆိုရင် ethylene glycol ရော ethylene glycol က OH ဒီမှာ CH2 ဒီက CH2 OH ပေါ့နော်ဒီကောင်လေးကို CH2 တွေရှုံးနေအောင်ရေးချင်တော့ဒါဆိုဒီဘက်မှာ OH လေးတစ်လုံး CH2 နေရာမှာဘာလေးထည့်လိုက်မလဲဆိုတော့ blocks လို့ခေါ်တဲ့အတုံးလေးထည့်လိုက်မယ်ဒီလိုလေးရိုးရှင်းလေးဖြစ်အောင်ပြောင်းလိုက်မယ်နော်ဒီကောင်ဒီ ethylene glycol ပဲတနည်းအားဖြင့်ပြောရင် ethane 1,2 thiol ပဲဒါပေမဲ့ငါတို့တိုင်း carboxylic acid နာမည်လေးခေါ်ရရှင်းလုပ်လိုက်မယ် thiol လို့ပဲခေါ်လိုက်မယ်အဲ့တော့တိုင်း carboxylic acid နဲ့ thiol အများကြီးဘာလုပ်လိုက်မလဲဆိုရင် polymer ဖြစ်အောင်လုပ်မယ်ဒါကြောင့်လုပ်ကြည့်လိုက်မယ်ဒီမှာ block လို့ခေါ်တဲ့အတုံးလေးရေးမယ်တိုင်း carboxylic acid ဖြစ်တဲ့ကြောင့် carboxylic acid functional group နှစ်ခုထည့်မယ် C double bond O OH ထည့်မယ်about thiol တစ်ခုလာမယ် OH group တစ်ခုဒီဘက်မှာ OH group တစ်ခုပေါ့နော် about တိုင်း carboxylic acid လာမယ်ဒီမှာ block လို့ခေါ်တဲ့အတုံးလေးလာမယ် C double bond O OH ရှိမယ်ဒီမှာကျတော့ C double bond O OH ရှိမယ်ပေါ့အဲဒီတိုင်း carboxylic acid လေးရဲ့ thiol လေးရဲ့ပေါ့နော်အဲဒီဒီဘက်မှာ OH
ဒီဘက်မှာ OH ဒီလိုလေးတွေဘာဖြစ်မှာလဲထပ်ခါလိုက်ပေါင်းလိုက်မယ်ပေါ့နော်ဒလဲစီလာမယ်ဒိုင်ကာဘောက်ဆီလစ်အက်ဆစ်တစ်ခါလာမယ်ဒိုင်အော်လာမယ်ဒိုင်ကာဘောက်ဆီလစ်အက်ဆစ်လာမယ်ဒိုင်အော်လာမယ်ဒီလိုမျိုးဒလဲစီလာမယ်ပေါ့ဒါဆိုဒီဘက်မှာဘာလေးနဲ့စုံမလဲဆိုလေဒိုင်အော်ပြီးတော့ဒိုင်ကာဘောက်ဆီလစ်အက်ဆစ်ဆိုတော့ OH လေးနဲ့စုံပါပေါ့နော်ဒီဘက်မှာ OH ကလေးရှိမယ်ဒီဘက်မှာလည်းအဲ့လိုပဲဒိုင်ကာဘောက်ဆီလစ်အက်ဆစ်လာမယ်ဒိုင်အော်လာမယ်ဒီဘက်မှာ H ကလေးH ကလေးရှိမယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီမှာရှိတဲ့ acid ပတ်ပါနော် acid ပိုင်းရဲ့ alcohol ရဲ့ပေါင်းမယ်ဒါဆိုရင် acid ထဲက OH ရဲ့ alcohol တွေက acid ထဲက OH ရဲ့ alcohol တွေက H ရဲ့ပေါင်းမယ်ရှိထွက်မယ်တူပဲ acid ထဲကacid ထဲက OH ရဲ့ alcohol တွေက H ရဲ့ပေါင်းမယ် H2 ကိုရေးထွက်မယ်ပေါ့နော်တူပဲ acid ထဲက OH ရဲ့ alcohol ရဲ့ H ရဲ့ပေါင်းမယ်ရေးထွက်မယ်ဒီဘက်ကိုဆက်ကြည့်လိုက်တဲ့အခါမှာလေဒီဘက်ထဲက OH alcohol ရဲ့ ရဲ့ acid ထဲက OH ရဲ့ပေါင်းမယ်ရေးထွက်ပါမှာပဲနော်ဒီနားမှာလည်းတူပါပဲ acid ထဲက OH ရဲ့ alcohol ရဲ့ H ရဲ့ပေါင်းမယ် alcohol ရဲ့ H ရဲ့ပေါင်းမယ်ရေးထွက်ပါမယ်ဒါဆိုဘယ်လိုလေးဖြစ်သွားမလဲဒီတဲ့နေရာဆက်မယ်ဆိုဒီဘက်လေးမှာဘာလေးကြံမလဲဆိုလို့ရှိရင်ဒါပဲဘာလေးကြံမလဲဆိုတော့ C တဲ့ပဲပေါ့ C တဲ့ပဲပေါ့ O block C တဲ့ပဲပေါ့ O ဒီဘက်က O block ဒီမှာ O ရှိမယ်ဒီမှာ C တဲ့ပဲပေါ့ O block C တဲ့ပဲပေါ့ O ဘက်ကဆက်တဲ့ O ကိုလာဆက်မယ် block ဒီမှာကျတော့ဘာလေးရှိမလဲ O လေးရှိမယ်ဒီမှာကျတော့ဆက်စရာတနေရာလေးထွက်နေမယ်အဲ့တော့ acid ရဲ့ alcohol ရဲ့ပေါင်းတယ် COO acid နဲ့ alcohol နဲ့ပေါင်းတယ်ကဘာလဲ cal just လိုက်တော့မြည်ဆိုတော့ဒါ ester linkage ester ester ရမယ် ester linkage နောက် line KH linkage ရမယ်အဲ့တော့ C တပည့်ပုံ O C တပည့်ပုံ O ဆိုရတူမယ်ဆိုရင်ဒါလည်း ester linkageဒါလည်း C တပည့်ပုံဆိုတော့ EST ester linkage ဆိုပြီးတော့ ester linkage အများကြီးနဲ့ရှင်းဆက်လိုက်မယ်ဆိုလို့ရှိရင် ester linkage အများကြီးနဲ့ရှင်းဆက်လိုက်မယ်ဆိုလို့ရှိရင် BC နေနဲ့မခေါ်မယ်ဆိုလို့ရှိရင် ester အများကြီးဆက်ထားတာဖြစ်တဲ့အတွက်ကြောင့် polyester လို့လည်းခေါ်လို့ရတယ်common နဲ့ခေါ်မယ်ဆိုလို့ရှိရင် tetraphthalic acid ထဲက DEI derium နဲ့ phthalic acid ထဲက therium နဲ့ ethylene glycol ရဲ့ aniline ကိုယူမယ် terylene လို့ခေါ်တယ် polyester လို့လည်းခေါ်တယ်လို့ terylene လို့လည်းခေါ်ပါတယ် repeat unit ရေးမယ် REPEAT repeat unit ရေးမယ် repeat unit ဒီတစ်ခါမှာတော့ monomer နဲ့မတူတော့ပါဘူးorganization reaction ပါအဲ့တော့ B unit ကကျတော့ဗာလေးရ repeat ထပ်ခါပါနေရလဲဆိုလို့ရှိရင် C တပဒီမှာရှိတဲ့ tetraphthalic acid ရဲ့ alcohol ရဲ့ဒီ T လေးဒီထပ်ခါပါမယ်ပြီးတော့ဒီမှာဒီခေါင်းလေးထပ်ခါပါမယ်ပေါ့နော်အဲ့တော့ဒီချက်တက်ကြည့်မယ်ဆိုရင်အခိုက်ပါပဲဒါကြောင့်မို့ repeating unit ကိုရေးမယ်ဆိုလို့ရှိရင် repeating unit မှာလည်းrepeating polyester ဆိုတော့ ester ဒီ mon repeat unit ဒီနော် C တပည့်ပုံ O block C တပည့်ပုံ O block O ဒီမှာချက်ဆက်ဒါဒီterylene ရဲ့ repeat unit ဖြစ်ပါတယ်